လောကလူပါကဘာမြေငွေရှိလို့လူဖြစ်တာမဟုတ်ဘူးအမေရှိလို့လူဖြစ်လာရပဲဝမ်းတွေပါလေတန်တဲ့တီထားမွေးမြူလာကြမင်းချစ်တွေဖွေကပွေးအော်တာအလားမျက်နှာလေးကိုကြည်မဝနိုင်ဘူးတဲ့မေအမေမြတ်တာတီရာရင်အမေမြတ်တာကစိတ်ဆိုင်အေးမြတော့ဒီအလားကိုလေမေမေတီဆိုရင်ချော့သိခဲ့တဲ့ကျေးဇူးရှင်မေမေသမီးတို့လူလာမြောက်လို့အရွယ်ရောက်လာရင်လေမြေတာထားကအမမတွေ့စေခြင်းပဲဆုံးမကုန်သေးမေစံမတူမြေတာတွေ